မင်္ဂလာပါ Learning English ကိုတက်ကနေပြန်ပြီးတော့ကြိုဆိုပါတယ်အဲ့တော့ဒီနေ့ဆိုရင်ကျွန်တော်တို့ noun ခန်းတွေကိုသင်လာတာတော်တော်ရောက်လာပြီပေါ့နော်ဥပမာဆိုရင်ကျွန်တော်တို့ဒီ noun တချို့ကိုနော် noun တချို့ကိုကြာတော့ကျွန်တော်တို့ကတရဖြစ်တဲ့ AEIOU ပြောင်းမှကျွန်တော်တို့ကအများကြီးplural number plural noun ဖြစ်မယ်ဆိုတော့နော်အဲ့ဒီအခန်းကိုကျွန်တော်တို့ပြောမှာဖြစ်ပါတယ်ဒီမှာကြည့်လိုက်ပေါ့နော် number 1 women မိန်းမပေါ့နော် man ယောက်ျား2သွားနောက်ပြီးကြတော့ foot ခြေထောက် goose ဘဲငန်းအဲ့တော့ကျွန်တော်တို့အရင်ရှေ့က noun နေမှာဆိုရင်ကျွန်တော်တို့က s ပေါင်းတာရှိတယ် es ပေါင်းတာရှိတယ်နောက်ပြီးကြတော့ကျွန်တော်တို့ yon ပြောင်း es ပေါင်းတာရှိတယ်နောက် ves ပေါင်းတာရှိတယ်ပေါ့နော်အဲ့လိုအများကြီးနေပြောင်းတာဒီ noun တွေကြတော့ဒါတခြားထူးခြားတဲ့ noun တွေပေါ့နော်ဒီလို noun တချို့ကိုကြတော့ကျွန်တော်တို့ဒီကြားထဲမှာသူတို့ကြားထဲမှာရှိတယ် AEIOU ကိုကျွန်တော်တို့ကပြောင်းပေးခြင်းအဖြစ်အများကြီးဖြစ်ပါတယ်အဲ့တော့ဒီမှာကြည့်လိုက်မယ်နော် number 1ဆိုရင်ကျွန်တော်တို့ဒီ women ကိုကျွန်တော်တို့ဒီ WOMEN ပြောင်းလိုက်တာ ਨੇ မိန်းမအများဖြစ်သွားပြီเนาะ number 2ဆိုရင် man ကိုကျွန်တော်တို့ဒီ man လို့ပြောင်းလိုက်တာ ਨੇ ကျွန်တော်တို့ဒီအများကြီးဖြစ်သွားတာဖြစ်ပါတယ်နောက် number 3 သွားများလို့ပြောင်းရင် DEETH အဲဆိုရင်သွားများဖြစ်ပါတယ် number 4ဆိုရင်ကျွန်တော်တို့ foot ကိုခြေထောက်လို့ဖြစ်ပါတယ်အဲဆိုရင်ခြေထောက်များဆိုရင် FED ကျွန်တော်တို့ feet ဖြစ်ပါတယ်နောက်တစ်ခုက number 5ဆိုရင်ဘဲငန်းများဆိုပြီးပြောင်းကျင်တယ်ဆိုရင်ကျွန်တော်တို့ဒီ GEESE geese ဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးပြောင်းလိုက်ခြင်းအပြင်ကျွန်တော်တို့ဒီအများကြီးဖြစ်သွားဒီမှာဆိုရင်ကျွန်တော်တို့ O နှလုံးကို E ပြောင်းလိုက်တယ်ဒီမှာ F O နှလုံးကို E ပြောင်းလိုက်တယ် O နှလုံးကို E နှစ်ခုပြောင်းလိုက်တယ်ဒီမှာ man ကို A ကိုကျွန်တော်တို့က E ပြောင်းလိုက်တယ်အများကြီးဖြစ်သွားတာเนาะအဲဆိုရင်ဒီမှာပါတဲ့အကောင်တွေဒီတရတွေကိုကျွန်တော်တို့ပြောင်းပေးလိုက်ရုံနဲ့ကျွန်တော်တို့ဒီ plural noun plural number ဖြစ်သွားတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခါကိုဆက်ကြည့်ကြရအောင်